အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ Easy ဆော့မှာဖြစ်ပါတယ်ကျွန်တော်အမနဲ့တူဆော့မှာပါကျွန်တော်အမကဘေးနာမှာကျွန်တော်ဝင်သွားပြီကျွန်တော်တော့ဝင်သွားကျွန်တော်ကအခုမှဝင်နေအောင်လားအဲ့ဒါသူများတွေပြောတော့ဆော့လို့ခေါင်းနေတဲ့ခုညတိုင်းနေထည့်နေဝင်တော့ပါမယ်ခဏဆောင်ပါခရဲဒီမှာဝင်နေပါပြီဒီကိုဆိုမှလည်းကျွန်တော်ပြရဆောင်ရောက်တော့မှာမနော်နားဆောင်ဝင်တော့မယ်ဗျအဲ့ဒါမနေရဆောင်ဘာမှအဲ့နာကကျွန်တော်ရမှာစဝင်နေချင်းဘာမှမတွေ့ရအခုတော့စက်တိုင်းသွားကျွန်တော်မာရီရစစ်လေးမမကျွန်တော်နဲ့ကျွန်တော်မှလည်းစစ်နေအားဗျကျွန်တော်လည်းဝိုင်းစစ်တယ်ညကျွန်တော်ထိုင်အောင်လေးရှိတော့ level 1 2 3ပါတယ်ဒီမှာလူတယောက်ရှိရမှထားတော့ဒီတော့